Magic Chess ကိုလောကမှာလူပြောများနေကြတဲ့ gay flow ဆိုတာဘာကိုပြောတာလဲ Why are you gay? Who says I'm gay? You are gay. ဆိုတော့ gay flow ဆိုတာဘာလဲအလွယ်ပြောမယ်ဆိုရင်အခြား commander တွေလို့ level 9ကိုတင်မဆော့ဘဲနဲ့ level 6 level 7မှာပဲ hero အလွယ်တကူရှာဆော့တဲ့ပုံစံမျိုးကို gay flow လို့ခေါ်ကြတာပါ gay flow ကဆော့ရလွယ်ကူပါတယ်ရုပ်ရှင်ကြည့်ရင်မုံစားရင်ဒါမှမဟုတ်ကောင်မလေးနဲ့စာပို့နေရင်တော့ဆော့လို့ရပါတယ် ဘာကွက်လဲအဲ့ဒါဘာကွက်လဲဟမ် အခြား commander တွေ level 9ကိုအသေးအတန်တင်နေကြတဲ့အချိန်ကိုက level 6 level 7မှာပဲ hero ရှာဆော့တာဖြစ်တဲ့အတွက်ကြောင့် early game နဲ့ mid game မှာအရန်ကိုတာပါတယ် game တစ်ပွဲထဲမှာ gay flow 3-4ယောက်လောက်ပါလာပြီဆိုရင် level 9ကိုတင်ဆော့ကြတဲ့တခြား commander တွေကတခါတလေမှာတတိယကိုကတ်ကိုတော့မရှိဘဲထွက်သွားတာမျိုးတွေကြုံမှုကြမှာပါကိုက level 9ကိုလည်းရောက်ပြီးတတိယကတ်ကိုလည်းယူလိုက်ရပြီဆိုရင်တော့မှ gay flow တွေများနေပြီဆိုရင်သွေးပင်ကတ်ပဲကျန်တော့မှာပါဒီအတွက်ကြောင့်ပဲ gay flow ကို player တော်တော်များများကမုန်းနေကြပါတယ်တကယ်က gay flow ကိုမြန်မာနိုင်ငံက player တွေပဲမုန်းကြတာမဟုတ်ဘူးတခြားနိုင်ငံက player အများစုပါမုန်းနေကြတာပါသူတို့စီမှာတော့ gay flow ကို poison build low play style ဆိုပြီးတော့ခေါ်ကြပါတယ်ဒီလိုမျိုးတကဘာလုံးနှီးပါးကမုန်းနေကြတာတော့ဒီ gay flow ကိုအမုန်းခံပြီးတော့ဘာလို့ဆက်စော့နေကြသေးရလဲနံပါတ်1အချက်ကတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုဆော့ရလွယ်ကူလို့ပါနံပါတ်2အချက်ကတော့ gay flow ကကန်သိမ့်မလို့ပါဘူး scavenger 3တွေ power cut တွေ go cut တွေကောင်းဖို့မလိုအပ်ပါဘူးနောက်ဆုံးတစ်ချက်ကတော့ gay flow ကပြိုင်ပွဲတွေမှာအသုံးဝင်ပါတယ်အမှတ်ပေးစနစ်နဲ့ဆော့ကြတဲ့ပြိုင်ပွဲတွေမှာဆိုရင် gay flow တွေကအရန်ကိုအရေးပါပါတယ်ကိုဝမ်းလုံးကရှင်မြန်ခဲ့တဲ့ Urban Bros ဆိုရင် Rising Final မှာ Angela Commander တီးတန့်ဆော့ပြီးတော့ Go1.8 ထဲကိုပါဝင်ခဲ့တာပါဆိုတော့ gay flow က strategy တစ်ခုလားခင်ဗျားကရော gay flow ကို strategy တစ်ခုအနေနဲ့ဆော့နေရလားဒါမှမဟုတ်ဆော့ရလွယ်ကူလို့တိတ်မလောင်ရလို့ဆော့နေရလားဝင်ရောက်ညင်ခုံဆွေးနွေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်